မှာအခုချိန်ဂျိုရှီယာဘန်တယောက်ရင်ဆိုင်နေရတာပန်တိုဂျာတယောက်တည်းမဟုတ်တော့ပါဘရာဇီးဖိုင်တာတွေရဲ့စကလုံးတိုက်ပွဲတွေပါစတင်လာခဲ့ပါတယ်ဂျိုရှီယာဘန်နဲ့အလက်ဇန်ဒါပန်တိုဂျာတို့ရဲ့ဒုတိယကြိမ်တွေ့ဆုံမဲ့ပွဲဟာပွဲမစတင်ခင်ကအခုချိန်မြင့်တက်နေပါတယ်ပထမဆုံးတွေ့ဆုံမှုကလေးကပြိုင်ဆိုင်မှုကြီးမားခဲ့တဲ့ဒီနှစ်ယောက်ကြားမှာအခုတစ်ချိန်တော့ချန်ပီယံကပတ်အတွက်တာမကဂုဏ်သိက္ခာအတွက်ပါတိုက်ပွဲဖြစ်လာနေပါတယ်မီဒီယာတွေ့ဆုံပွဲမှာဘန်နဲ့ပန်တိုဂျာတို့ကြားစကလုံးတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းဘရာဇီး MMA အတိုင်းဝိုင်းကဘန်ပေါ်ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်အချို့ဖိုက်တာတွေကဆိုရှယ်မီဒီယာပေါ်မှာဘန်ကိုရည်ရွယ်ပြီးပြင်းထန်တဲ့တုံ့ပြန်မှုတွေပြုလုပ်ခဲ့ကြပါတယ်ဒါပေမဲ့ဂျိုရှီယာဘန်ရဲ့တုံ့ပြန်ပုံကတော့စကားနဲ့ပြင်တိုက်ခိုက်တာမဟုတ်ပါဘူးသူရွေးချယ်ထားတာကလေ့ကျင့်ရေးခန်းထဲမှာဖြေရှာဖို့ဘာကြောင့်လဲဆိုတော့ UFC Octagon ထဲမှာနောက်ဆုံးအဖြေကိုစကလုံးတွေမဟုတ်ပဲလက်တွေ့စမ်းဆောင်ရည်ကပဲဆုံးဖြတ်ပြီးမှဖြစ်လို့အခုချိန်မှာဘန်ပေါ်ဖိအားတွေပုံများလာနေပေမဲ့တစ်ဖက်မှာတော့ဒီဖိအားတွေကသူ့အတွက်အပြည့်စွမ်းအားတစ်ခုဖြစ်လာနိုင်ပါတယ်ဒါမဲ့ UFC 33မှာဂျိုရှီယာဘန်ကဝေဖန်သူတွေကိုစကားနဲ့မဟုတ်ပဲအော်တဂွန်တွေကဆွတ်ဆောင်ရည်နဲ့ဘလို့အဖြစ်ပေးမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ပြည်သက်တို့ရောဒီလိုဖိအားတွေကဘန်ကိုထိခိုက်စေနိုင်မလားဒါမှမဟုတ်ပိုပြီးအားကောင်းလာစေမလားအမြင်လေးတွေမျှဝေပေးခဲ့ကြပါဦး